ကကျွန်တော်မိတ်ဆွေများမင်္ဂလာပါကျွန်တော်တို့ဒီ56ကြာသွားတယ်ပရိတ်ကလေးစိုက်ဒီထားပါတော့ပင်ကတ်ဒီပေါ့ဗျပြောရလို့တော့ဒါမနက်ခင်းရလဲဒါကျွန်တော်တစ်ပရိတ်လေးထည့်ပေးတယ်ပင်ကတ်ကလေးထည့်ပေးလိုက်တယ်ဘယ်ကထည့်ပေးတော့ဆိုတော့ဒါကျွန်တော်တို့ဇလန်းကသူကဒီ443ဆိုတဲ့ကနန်းအဲ့443ကသူကဒီမှာ998လို့ရိုက်လို့မို့ဒီကနေပြီးတော့သူကျွန်တော်998လို့ဒါပြန်ပြီးတော့ထည့်ပေးလိုက်တဲ့ပုံစံမျိုးအဲ့ကြဒီ443တွေအကြောင်းတော့ပြောဦးမယ်ဗျ4433လို့ရိုက်တာကသူကဒီဘောလာတဲ့4ရယ်4ရယ်3ရယ်3ရယ်ညီအောင်ရိုက်ခဲ့တာ4ကတ်ဒီ4ရယ်ပေါ်ပေါ်ကိုသူက9နဲ့ထည့်ထားတာ6ရယ်9ရယ်4ရယ်နဲ့ထည့်တာသူကဒီ4ကို6ရယ်9ရယ်4ရယ်နဲ့ထည့်တာနောက်တစ်လေးကိုလည်း4ရယ်1ရယ်4ရယ်9လို့ထည့်တာ4ပေါဝါကို9လို့ထည့်4ပေါဝါကို9လို့ထည့်တပင်ရနေထည့်တာ3ပေါဝါ8လို့ထည့်နောက်ထပ်ဒီ3ရယ်ပေါဝါလဲသူက8လို့ထည့်ထားတာအဲ့မှာသူက4433အဲ့တော့သူကဒီမှာလဲလုတ်တယ်4433လို့သူလုတ်တယ်အဲ့ဒီဘက်မှာသူက9988လို့ရိုက်ရမှာမရိုက်ခဲ့ဘူးမြိုက်ဖက်နဲ့သူကဒီ443ကိုဖြတ်သွားတာ998လို့ဒါသွားလိုက်တဲ့ပုံစံမျိုးအဲ့ဒါကို998နဲ့ပြန်ထည့်တဲ့အနေအထားမျိုးဒီတစ်ပရိတ်ကအဲ့ကြသူ့ရဲ့ပုံမှာ30တစ်ချက်ရှိသေးတယ်တုံညာပြီးမှ998ဆိုပြီးတော့တုံညာပြီးမှ998ဒီတုံညာပြီးမှ998လို့ထည့်တဲ့ကောင်ကိုကျွန်တော်တို့ဒီတုံညာပြီးမှ998လို့ဒါထည့်သွားတဲ့အနေအထားမျိုးအဲ့ကြ9ကတ်ကိုသွားကြည့်အောင်သူကဒီတုံညာ998 4လို့မြန်ထည့်ခဲ့မလားတုံညာ998 4လို့ထည့်ခဲ့လို့ရှိရင်အဲ့မှာ9ပရိတ်ဖြစ်နေတယ်ဒါမိတ်ဆွေများစဉ်းစားလို့ရအောင်9ကတ်မြောက်မှာ9ပရိတ်ရှိတယ်ပြောအေးဖေးကွင်းရလိမ့်ပြီမအဲ့ပေါ်ပါဖျားတင်တယ်လေးမှာအဲ့9ပရိတ်ကဘယ်ကနေလာလို့ရအောင်ဆိုတာမိတ်ဆွေများဒါကျွန်တော်ပြောပြမယ်သူကကြေးလိုင်းနေလာလို့ရတယ်ဗျသူကဘယ်ရထည့်မလို့ဆိုတော့သူကဒီနားလေးမှာ2 3 6 10ဆိုတော့2 3 60ဆိုတော့သူကခွန်8တင်5လို့ဖြစ်ရမှာ2 3 60နှစ်360ကို तू ကအဲ့လိုမထည့်ဘဲနဲ့ तू ကဒီမှာကျတော့ तू ကအတန်ပြောင်းထားတယ် तू ဒီမှာခွန်နဲ့ခွန်ပြီးတော့3နဲ့3ပြီးတော့6တဲ့ပြီးတော့10တဲ့ခွန်360ဆိုတဲ့ခဏ तू ဒီမှာခွန်လို့ထည့်တာကို2လို့ချုပ်လို့ရတယ်ဒီမှာ3လို့ထည့်တာကို8လို့ချုပ်လို့ရတယ်ဒီမှာ6လို့ထည့်တာကို1လို့သွားလို့ရတယ်ဒီမှာ10ကိုဒီမှာ9လို့သွားခြင်းအဲ့မှာ9ပရိတ်ရှိတယ်အနေထားမျိုးဒါဖြစ်နိုင်မဖြစ်နိုင်တော့ဒါမိတ်ဆွေများစဉ်းစားပါဒါသူနီးတဲ့အောင်ကျွန်တော်ဒါဆွဲကောက်ပြဗျအဲ့လိုမဟုတ်ဘဲနဲ့သူကဒီကျွန်တော်တို့လာခဲ့တော့က4433လို့ညီအောင်များပြန်သွားမလား4433ဆိုတော့9988လို့များထက်ရိုက်ခဲ့ရင်ဒီဘက်မှာ9ပရိတ်ဆိုတဲ့အနေအထားမျိုးဖြစ်သွားတယ်ဒီမှာ9ပရိတ်ဆိုတဲ့အနေအထားမျိုးအဲ့ကြမိတ်ဆွေများဒါကျွန်တော်ပရိတ်အနေအထားနေနဲ့ဒါကျွန်တော်အများကြီးမပြောတော့ဘူးအများကြီးမပြောတော့ဆိုတော့ဒါမသေးကြသေးလို့မို့အဲ့ကြဝါတာတွေအကြောင်းဒါကျွန်တော်မပြောချင်သေးဘူးအဲ့ကျွန်တော်အလုံးဆန်နေနဲ့ကြည့်မယ်အလုံးဆန်ကိုဒါဦးစားပေးကြည့်မယ်ညနေက56ကိုထည့်သွားတာကသူကအဲ့ပရိတ်ကဘယ်ကနေထည့်သွားတော့ဆိုတော့ဒါကျွန်တော်တို့ဒီ3ညကို3ညနဲ့ထည့်တယ်
ဒီ8ကို8နဲ့ထည့်တယ်ဒီ3ကို3နဲ့ထည့်တယ်ဒီ8ကိုဒါ8နဲ့ပြန်ထည့်သွားတယ်အနေထားမျိုးနဲ့ဒီတစ်ပရိတ်ကိုဆင်းသွားတယ်ဒါကျွန်တော်တို့ညနေက2ပရိတ်3ညပရိတ်ခွန်ပရိတ်ဆိုပြီးတော့ဒါကျွန်တော်ပရိတ်3မျိုးထုတ်တယ်ဒါ3မျိုးလုံးကောင်းပါတယ်မပေးဘူးဗျဒါဆို55နေပြောင်းသွားတယ်အနေထားမျိုးဒီတစ်ပရိတ်ကအဲ့ဒီကနေပြီးတော့ဆင်းလာတာမိတ်ဆွေများသူကအဲ့ဒါမှဆင်းလာတော့ရိုးဆင်းမလို့ညစ်ဆိုင်တွေနဲ့ဆင်းလာတယ်ဒီမနက်ခင်းမှာလည်းညစ်ဆိုင်နဲ့သွားတယ်6 4ချက်တွေဒါ6 4ချက်တွေကတော့ဒါကျွန်တော်တို့အပေါ်တွေမှာတွေးခဲ့တယ်ကျွန်တော်လိုက်ဖမ်းခဲ့တယ်သူကညီအောင်တော့ရိုက်ပေးထားခဲ့တာ6တစ်ချက်6နှစ်ချက်6 3ချက်နောက်ပိတ်တွေထည့်လိုက်တဲ့6တွေကိုရှေ့ကနေတစ်တွေနဲ့ဒါထည့်သွားတယ်အနေထားမျိုးတွေအခုဒီအောက်ဘက်မှာဒါ6တွေလာလုံနေတယ်အနေထားမျိုးဖြစ်နေတယ်ဒီ9 4ချက်ကတော့ဒါကျွန်တော်အပေါ်မှာလဲမှတ်မိတော့ဘူးကက်တွေကတော့ဟိုးရင်ပင်တွေကတော့ရှိပါတယ်9 4ချက်တွေ3ညာ4ချက်တွေရှိခဲ့တယ်ဒါပေမဲ့ကျွန်တော်လည်းလိုက်လို့မရတော့ဘူးသူကအဲ့ဒါဘယ်လိုဖြစ်သွားလို့ဆိုတော့ကြတော့ဒီကျွန်တော်တို့2 3ညာ5 3ညာဆိုတဲ့ကဏ္ဍကဒီခွန်5 3ညာ5ဆင်းလာတာအဲ့ခွန်5 3ညာ5ကနေပြီးတော့သူက2 3ညာ5 3ညာလို့သူရိုက်တဲ့အနေထားမျိုး2 3ညာ5 3ညာအဲ့ဒါကို2 3ညာ5 3ညာလို့ထည့်တယ်သူကဒီဘက်ကကြည့်ရင်တော့ခွန်5 3ညာ5လို့ဖြစ်သွားတယ်အနေထားမျိုးဒီကလာခဲ့တဲ့ခွန်5 3ညာ5ဆိုတဲ့ကဏ္ဍကိုခွန်5 3ညာ5နဲ့ပြန်ထည့်သွားတယ်အနေထားမျိုးရဲ့သူကကပ်ပင်အနေထားမျိုးနဲ့ကြတော့ဘာရှိတုံးဆိုတော့ကြတော့သူကဒီနန်းလေးမှာသူကလည်းအကျေးလိုင်းပဲဒီပွဲစဉ်တွေကအကျေးလိုင်းတွေတော်တော်သုံးနေဗျဒါအကျေးလိုင်းကိုတော်တော်ကြည့်နေရတာ1 6 1ခွန်1 6 1ခွန်ဆိုတဲ့ကဏ္ဍ1ကို6နဲ့ထည့်သွားတယ်6ကို1နဲ့ထည့်သွားတယ်နောက်ထပ်1ကို6နဲ့ထည့်တယ်နောက်ထပ်ခွန်ကို2နဲ့ဆိုပြီးတော့ကောက်ထည့်သွားတယ်6နောက်ပိတ်အဲ့ဒါဒီကက်ကတလုံးထွက်တယ်အစွန်းထွက်ကသူကဒီမှာလန်ခဲ့ပြီသူကဒီကဆင်းလာတော့ကတော့ဒါကျွန်တော်တို့1 6 1ခွန်လို့ဆင်းတာကိုသူကဒီကနေပြန်သွားလို့ရတယ်1 6 1ခွန်ဆိုရင်3ပိတ်ရောက်နေတယ်သူကဒီမှာ6 1 6 2ကိုပါဝါပြန်လန်လို့ရှိရင်1 6 1ခွန်ဆိုပြီးတော့3နောက်ပိတ်ကိုရောက်တယ်မိတ်ဆွေများအဲ့မှာ3ပိတ်ရှိတယ်အနေထားမျိုးဒေချာတော့မစစ်ရသေးဘူးဗျဒါကျွန်တော်တို့မနှက်ဖြန်တရွတ်တော့ဒါအချိန်ရတယ်ပိတ်ရဆိုတော့ဒါစစ်ရအောင်မဲ့အနေထားမျိုးတွေဒါမာပါတယ်လို့တော့ဒါကျွန်တော်လည်းမပြောနိုင်သေးဘူးကောင်းမှလို့လည်းမပြောနိုင်သေးဘူးဒါလောလောဆယ်သူ့ရဲ့ကပ်ပင်အနေထားအစွန်းထွက်လာတဲ့အနေထားမျိုး6ပါဝါကို1နဲ့ထည့်1ပါဝါကို6နဲ့ထည့်6ပါဝါကို1နဲ့ထည့်2ပါဝါကိုခွန်နဲ့ထည့်ခြင်းလို့ရှိရင်အဲ့မှာ3နောက်ပိတ်ကိုပြန်ရောက်တယ်အဲ့ကြဒီနေ့လေးမှာလက်ရှိအမြင်လေးတွေဒါမိတ်ဆွေများပြောပြမယ်ဗျဘယ်လိုလေးတွေရှိတုံးဆိုတော့ကျွန်တော်တို့ဒီမှာသူကညစ်ဆိုင်ထဲမှာ6တွေထပ်ပြီးတော့6အောင်မလား1နောက်ပိတ်လာစရာလမ်းကြောင်းရှိလားဆိုတော့လာစရာလမ်းကြောင်းကရှိတယ်ဘယ်လိုရှိတုံးဆိုတော့သူကဒီနေ့လေးမှာ6လို့ရိုက်တဲ့ကောင်ပါဝါ1နဲ့ကြော်ချထားတယ်1ရဲ့ပါဝါကို6လို့ရိုက်ထားတယ်ခွန်ရဲ့ပါဝါကို2လို့ရိုက်ထားတယ်2ရဲ့ပါဝါကိုခွန်လို့ထည့်ခြင်းအဲ့မှာ1ပိတ်ရောက်နေတယ်သူကဒီနေ့လေးကကဏ္ဍလေးလုံးကိုဖြုတ်ချမယ်6ရဲ့ပါဝါ1 1ရဲ့ပါဝါ6ခွန်ရဲ့ပါဝါ2 2ရဲ့ပါဝါခွန်လို့ထည့်သွားရင်ဒီမှာ1နောက်ပိတ်နဲ့အဲ့ကြတော့ဒီမှာ6က5ချက်ဖြစ်သွားတယ်ဒါမိတ်ဆွေများကြိုက်မှလောက်ပါလာစရာလမ်းကြောင်းရှိတဲ့အနေထားမျိုးတော့ပြောပြတယ်ဗျဒါကြိုက်မှပဲသုံးပါဒါမဖြစ်တာကြီးကိုဖြစ်အောင်လို့ကောက်တာပေါ့ဒီကပ်ပင်အနေထားမျိုးနဲ့ဒါရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြတာနောက်ထပ်သူကအကြော်လေးကတကြောကထောက်ထားတယ်ဘလို့ထောက်ထားအောင်ဆိုတော့သူကဒီနန်းလေးမှာ9တဲ့ပြီးတော့4တဲ့ပြီးတော့4တဲ့ပြီးတော့5တဲ့9 4 4 5 9 4 4 5ကိုပါဝါလန်လို့ရှိရင်3ည9 9 3ညလို့ရတာ3ည9 9
တုံညဆိုရင်ဒီမှာတစ်ပိတ်ရောက်တယ်အနေထားမျိုးအဲ့ကြညစ်ဆိုင်ထဲမှာတစ်ပိတ်ကနည်းနည်းလေးလန့်ရတဲ့အနေထားမျိုးဒါမကြောက်တဲ့သူကတော့ကင်စရာအကြောင်းမရှိဘူးဗျဒါကြောက်တဲ့သူကတော့ဒါယာလို့ရအောင်လို့သဘောလေးတွေဒါပြောပြတာဘာလို့ဆိုတော့သူကဒီမှာညစ်ထားလို့မို့6တွေ4ကရိုက်ထားတယ်5ကမြန်ထက်ကျွန်းလာမှာဆိုလို့မို့ဒါတွက်နီးကိုတွက်ဒီတိုင်းပြောပြတာဗျဒါရှိတယ်ဆိုတဲ့အကြောင်းကိုသိအောင်လို့မို့အဲ့ကြသူကပေးချင်မှာလဲပေးမှာပါစိုးရာတွေကသူကဒီ938တွေနဲ့သွားညှိနေတာအဲ့938တွေကကျွန်တော်တို့လိုက်ခဲ့တော့က453ဆိုတဲ့ကဏ္ဍကလိုက်ခဲ့တာသူကဒီဘောလာခဲ့တဲ့453ဆိုတဲ့ကဏ္ဍကိုသူက938လို့ဒီအောက်ဘက်မှာလာပြီးတော့ထည့်ထားတယ်အဲ့မှာ938တွေရောက်တယ်938တွေဒီကနေကြည့်ရင်လေ938လို့ဒါရောက်တဲ့အနေထားမျိုးတွေပြီးတော့ဒီမှာ453နဲ့သူကပြန်ထည့်သွားတယ်ဒီမှာ453လို့ထည့်ပြီးတော့နောက်ကနေပြီးတော့938လို့ပြန်ထည့်သွားရင်တစ်ပိတ်ကရောက်နေတဲ့ဆိုတဲ့အနေထားမှာရှိတယ်ဗျ။ညမိတ်ဆွေများဒါစဉ်းစားလို့ရတဲ့အနေထားမျိုးဒါကြောက်ရင်တော့ကာပေါ့ဆိုတာဒါလေးနဲ့ထည့်ပြီးတော့ကတ်ပြီးတော့ပါလောက်တော့ထိုးပေါ့ဒါညစ်မယ်ဆိုလို့ရှိရင်ဒါသူတို့ဘက်မှာညစ်လို့ရတဲ့အနေထားမျိုးမှာလည်းရှိတယ်ဗျအဲ့ကြမိတ်ဆွေများကျွန်တော်တရက်ကတော့အချိန်ရပါတယ်ဒါကျွန်တော်လည်းကြားထဲမှာအကောင်းတဲ့ကဏ္ဍကိုစစ်လိုက်ပါအောင်မယ်ဆိုတော့အကောင်းတဲ့ကဏ္ဍလေးတွေးလို့ရှိရင်ဒါကက်ကလေးဖြစ်ဖိုင်မတင်နိုင်အောင်ကက်ကလေးတော့ရအောင်တင်ပေးမယ်ဗျအဲ့ကြကျွန်တော်ညနေပိုင်းကသွားလိုက်တဲ့ဒီ9ထိပ်ကျောင်းကိုဒါကျွန်တော်ပြောပြအောင်မယ်သူကဒီနန်းလေးမှာ195ဆိုတာဒီ6ရဲ့ပါဝါကို1လို့ရိုက်တယ်ဒီ2ရဲ့ပါဝါကိုခွန်လို့ရိုက်တယ်ဒီခွန်ရဲ့ပါဝါ2လို့ရိုက်တယ်ဒီ10ရဲ့ပါဝါ5လို့ရိုက်သွားတယ်1ခွန်2 5ဆိုတဲ့အတန်6ပါဝါကို1နဲ့ထည့်လို့မို့အဲ့ဒီကိုဒီ1နဲ့ပြန်သွားလို့ရတယ်အနေထားမျိုးဒါအပင်တွေထက်တာကျွန်တော်ဖြီမပြတော့ဘူးဗျအတန်ကိုအတန်တိုင်းလိုက်ပေးမယ်ဒါဖြီပြရင်ကျွန်တော်ခေါင်းမူလို့မို့အဲ့ကြတော့ကျွန်တော်အတန်ကိုအတန်တိုင်းသွားမယ်6ပါဝါကို1လို့ထည့်2ပါဝါကိုခွန်လို့ထည့်ခွန်ပါဝါ2လို့ထည့်3ညပါဝါ5လို့ထည့်တယ်1ခွန်နဲ့5မနေ့ခင်းကဒီ1ခွန်နဲ့ဆိုတဲ့လုံးကိုသူကဒီမှာဖြုတ်ချထားတယ်1ခွန်နဲ့ဒီ9ထိရိုက်မယ်ဆိုလို့ရှိရင်ဒီမှာ9နောက်ပဲရှိတယ်အနေထားမျိုး1ခွန်နဲ့5ကို1ခွန်နဲ့5တိုင်းပြန်ထည့်မယ်ဆိုလို့ရှိရင်မိတ်ဆွေများဒီမှာ9နောက်ပဲရှိတယ်ဆိုတဲ့ကြောင်းအဲ့ကြမိတ်ဆွေများဒါကျွန်တော်တို့ကြားထဲမှာစဉ်းစားလို့ရအောင်ကျွန်တော်နောက်တစ်လုံးပြောပြမယ်သူကအပင်ရှည်တွေနဲ့သွားထောက်နေတာလူတွေသွားထောက်တုံးဆိုတော့93864တဲ့93864ကဘယ်ကနေကောက်တယ်93864တဲ့ကဲကျွန်တော်မှတ်မိတဲ့ဟာလေးတွေအရင်စပြလိုက်မယ်ဗျာဒါတွေးတဲ့ဟာတွေ93864လေးတော့မေ့နေသူက93864ကသူကဒီဘောနဲ့လာတယ်9ရယ်3ညရယ်8ရယ်6ရယ်4ရယ်ဆိုပြီးတော့သူဒီညနေမှာရိုက်တာ93864အဲ့ကောင်ဘလို့ကောက်လိုက်တော့နဲ့
ကုန်းတော့ကအဲ့လိုပဲ93864တဲ့